Hello ကျွန်တော်ခုပြသမယ့်ဗီဒီယိုလေးကကြတော့ single caravan နဲ့ double caravan ဆိုတဲ့ကျိုးနှချောင်းစက်နေလေးပဲဖြစ်ပါတယ်ဗျာ။ဒါကတော့ကျွန်တော်ကြည့်ရှုသူတွေကျွန်တော်အမြင်လွယ်ကူစေရန်ကျွန်တော်မတူညီတဲ့ကျိုးအယောင်မျိုးကိုကျွန်တော်သုံးပြတာဖြစ်ပါတယ်ဗျာ။ကျွန်တော်ဒီကျိုးအယောင်နှချောင်းကိုကျွန်တော်အခု single caravan နဲ့ကျွန်တော်ကျိုးဆက်ပြဖြစ်ပါတယ်ဗျာ။ဒီကျိုးနှချောင်းကိုကျွန်တော်အခု single caravan အသုံးပြုပြီးကျိုးဆက်ပြဖြစ်ပါတယ်။ကျွန်တော်တို့ကျိုးဆက်ရလွယ်ကူစေရန်အတွက်ကျွန်တော်ဒီအယောင်ပြည့်တဲ့ကျိုးနှချောင်းကိုအသုံးပြုရခြင်းဖြစ်ပါတယ်။ကျွန်တော်အခုကြည့်ရှုသူတွေအမြင်ရှင်းအောင်ကျွန်တော်ဘယ်ကျိုးညာကျိုးသတ်မှတ်လိုက်ပါမယ်ဗျာ။ကျိုးဆက်နေရတော့ညာကျိုးပေါ်ဘယ်ကျိုးထက်ညာကျိုးတစ်ပတ်နောက်တစ်ခါလဲညာကျိုးပေါ်ဘယ်ကျိုးထက်ညာကျိုးတစ်ပတ်အဲ့ဒါဆိုရင်တော့ကျွန်တော်အခုဆက်ပြခြင်းနဲ့ single caravan ကျိုးဆက်နေလေးရရှိသွားပြီဗျာ။အားလုံးပဲကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ဗျာ။ပြသမယ့်ကျိုးဆက်နေရတော့ double caravan ကျိုးဆက်နေဖြစ်ပါတယ်။ကျွန်တော်ကြည့်ရှုသူတွေလည်းကူစီရင်ကျွန်တော်ဘယ်ကျိုးညာကျိုးကျွန်တော်သတ်မှတ်လိုက်ပါမယ်ဗျာ။အခုကျွန်တော်သတ်မှတ်ပြပါပါဘယ်ကျိုးညာကျိုးသတ်မှတ်ပြပါပါသတ်မှတ်ပြတဲ့အခါမှာကျွန်တော်တို့အရင်ဆုံးညာကျိုးကျွန်တော်ဂွင်းပြုလုပ်ပါမယ်။ဂွင်းပြုလုပ်ရရင်လည်းလက်ကူနားတဲ့စီကကျွန်တော်ကျိုးတူပေါ်ကျိုးရှည်ထားလိုက်ပါမယ်ဗျာ။အခုကျွန်တော်ဂွင်းပြုလုပ်လို့ရရှိပြီပါပါဗျာ။ဂွင်းလေးရရှိပြီးရင်တော့ကျွန်တော်ညာကျိုးကိုအဲ့ဒီဘယ်ကျိုးဂွင်းလေးအောက်မှာကျွန်တော်ထားလိုက်ပါမယ်။ထားပွားရင်ကျွန်တော်တို့ညာကျိုးကိုလည်းဘယ်ကျိုးကဲတော့ကျွန်တော်တို့ဂွင်းလေးပြုလုပ်ပါမယ်။ဒီလိုပြုလုပ်ရရင်ကျွန်တော်တို့ဒီဘယ်ကျိုးပြုလုပ်ထားတဲ့ဂွင်းလေးအောက်မှာကျွန်တော်ညာကျိုးကိုကျွန်တော်တို့ဂွင်းဖြစ်ရင်ကျွန်တော်ဆွဲထုတ်ပါမယ်။ခုဆိုရင်ကျွန်တော်ဂွင်းထပ်မှန်ရရှိပါပါပြီဗျာ။ရရှိပြီးတဲ့အခါမှာကျွန်တော်တို့ညာကျိုးရဲ့ကျိုးစကိုကျွန်တော်တို့ဒီညာကျိုးကိုဂွင်းပြုတ်လုပ်ထားတဲ့အထဲကိုပဲကျွန်တော်ပြန်ထည့်ပါမယ်။ဒီလိုထည့်ရရင်လည်းအောက်ကိုမထိုးဘဲနဲ့ခွာထိုးပါမှာဖြစ်ပါတယ်ဗျာ။အခုဆိုရင်တော့ကျွန်တော်ခွာထိုးလိုက်တဲ့အတွက်ကျွန်တော်ပြည့်တဲ့ရေပြသခြင်းနဲ့ single sorry ပါဗျာကျွန်တော် double caravan ကျွန်တော်ရရှိပါပြီဖြစ်ပါတယ်။ double caravan ကျွန်တော်ရရှိပါပြီဖြစ်ပါတယ်ဗျာ။ဒါတော့ double caravan ဖြစ်ပါတယ်ဗျာ။